အဲ့တော့ခုဒီမှာဆိုရင်ဒီကျတော့သူ့ရဲ့ပုံစာက solve the equation ဆိုပြီးတော့ပါတယ် solve the equation ဆိုပြီးတော့မှ z2 minus 1 equal to 0 where z is a complex number ဆိုပြီးပေးထားတယ်အဲ့တော့ဒီကျတော့ကပုံမှန်လည်းပဲအရင်တုန်းကဆိုလို့ရှိရင်ဒီကျတော့ဘယ်လိုပုံစံတွေတွေ့ခဲ့လဲဆိုလို့ရှိရင် solve ဆိုပြီးတော့မှ x square plus 2x plus 1တို့ဒါမျိုးလေးတွေ equal to 0တို့ဒါမျိုးလေးတွေတွေ့ခဲ့ရင်ဒီကျတော့ဒီထဲက x တန်ဖိုးကိုရှာပေးရတာဟုတ်လား solve လို့ပါလို့ရှိရင်အဲ့ဒီမတိညီမြခြင်းတွေကဒီကျတော့မတိဂိမ်းကိုရှာပေးရတာရမယ်နော်အဲ့ဒီညီမြခြင်းတွေထဲမှာပါတဲ့မတိဂိမ်းကိုဒီကျတော့ရှာပေးရတာအခုဒီမှာကျတော့ဒီကျတော့က solve the equation ဆိုပြီးတော့မှ z2 minus 1 equal to 0ဆိုတော့ဒီထဲမှာပါတဲ့မတိဂိမ်းဒီကျတော့ z ဖြစ်နေတယ်ဒါဆိုရင်ဒီကျတော့ဘာတန်မှုကိုရှာပေးရမှာလဲဆိုရင် z တန်မှုကိုဒီကျတော့ရှာပေးရမှာဒါပေမဲ့ဒီနေရာမှာဒီကျတော့ရဲ့ z ဒီဘာကြီးလို့ပြောထားလဲဆိုရင် complex number ကြီးဆိုပြီးပေးထားတယ်ဟုတ်ပြီနော်အဲ့တော့ဒီကျတော့က a square equal to 4ဆိုလို့ရှိရင်ဒီကျတော့ x ကိုလိုချင်ရင်ဒီကျတော့ဟိုဘက်မှာ square root ရှာလိုက်ရတာ4လေးကို square root ရှာလိုက်ရတာအခုဒီမှာလည်းပဲအဲ့တိုင်းပဲဒီကျတို့က z2 minus 1 equal to 0ဒါဆိုရင်ဒီကျတို့ရဲ့ z2 ကဘာဖြစ်သွားပြီလဲဆိုတော့1ဖြစ်သွားပြီအဲ့ဒါဆိုလို့ရှိရင်ဒီကျတို့က z ကိုဟိုဘက်မှာဒီကျတို့ကျုရုရှာလိုက်ရတာဒါပေမဲ့သူဒီကျုရုဆို1ဆိုရင်ဒီကျတော့1ဆိုပြီးသွားရေးလို့ရလားဆိုတော့မရဘူးဒီနေရာမှာဘာဖြစ်လို့လဲဒီကျတို့ရဲ့ z ဒီရိုးရိုး real number မဟုတ်ဘူး complex number မို့လို့ရမယ်နော်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ဒီကျတို့ဘယ်လိုတွက်မလဲပေါ့အဲ့တော့ဒီကျတို့မှာပေးထားတာဒီ z2 minus 1 equal to 0ဆိုပြီးပေးထားတယ်ဒီကျတို့ရဲ့ z ဒီ complex number ဆိုပြီးပေးထားတယ်complex number ဆိုပြီးပေးထားတယ်ဒါဆိုရင်ဒီကျတို့က z2 equal to 1ဆိုပြီးဖြစ်သွားပြီဒါဆိုဒီကျတို့ကဘာရင်လုပ်ပေးရမှာလဲဆိုလို့ရှိရင်ဒီကျတို့ရဲ့1လေးကိုဒီကျတို့ tree ကို form ပြောင်းပေးရမယ်ဟုတ်ပြီနော်အဲ့တော့ z တန်ဖိုးကိုဒီကျတို့ကဟိုဘက်မှာဘာရှာပေးရတော့မှာလဲ z ကိုလိုချင်ရင် z ရဲ့အဖြေကိုလိုချင်ရင်ဒီကျတို့က3မျိုးထွက်တော့မှာလေဒီကျတို့က z ကျုဆိုလို့ရှိရင်ဒီကျတို့အဖြေဒီ3မျိုးထွက်မယ်ဒါဆိုရင်ဒီကျတို့က root ရှာခိုင်းတာနဲ့အတူတူပဲသူ့ဘာသူ solve လို့ပဲပြော find the square root လို့ပဲပြော find the ကျု root လို့ပဲပြော solve the equation လို့ပဲပြောဒီကျတို့ဒီဓာတ်တွေဒီ root တွေရှာရတော့မယ်ဆိုတာသိရမယ်ဟုတ်ပြီနော်အဲ့ဒါ root တွေရှာမယ်ဆိုလို့ရှိရင် z ပေါ်မှာ3တက်ဆိုရင်ဒီကျတို့ရဲ့အဖြေဒီ3မျိုးထွက်မယ် z ပေါ်မှာ4တက်ဆိုလို့ရှိရင်ဒီကျတို့ရဲ့အဖြေက4မျိုးထွက်မယ်ဒါမျိုးထွက်သွားမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးထွက်မယ်ဆိုလို့ရှိရင်သမီးသိရမှာဒီကျတို့ရဲ့ z ဒီ complex number မို့လို့သမီးဒီ wk နဲ့တွက်ရမယ်ဆိုတာသိရတော့မယ်ဟုတ်ပြီနော် wk နဲ့တွက်ရမယ်ဆိုတာသိရမယ်အဲ့တော့သူ့ရဲ့ root တွေကိုရှာဖို့ရအတွက်ဒီကျတို့မှာရှိနေတဲ့ complex number ကိုဘာ form ပြောင်းပေးရမလဲဆိုလို့ရှိရင်ဒီကျတို့က trigo form ပြောင်းပေးရတော့မယ်အဲ့တော့1ကိုဒီကျတို့ trigo form ပြောင်းလို့ရှိရင်ဘယ်လောက်ရမလဲဆိုတာကိုသမီးဒီ calculator သုံးလို့ရတယ်ဒီအဆင့်မှာကြတော့ဟုတ်ပြီနော် trigo form ပြောင်းတဲ့နေရာမှာဒီကျတို့က calculator သုံးလို့ရတယ်အဲ့တော့तू ကပုံစာမှာ trigonometric form ကိုပြောင်းပေးပါလို့တောင်းတာမဟုတ်ရင်ပုံစာထဲမှာထည့်သုံးလို့ရတဲ့ဟာမျိုးထည့်သုံးရမယ့်အရာမျိုးဆိုရင်သမီးက calculator သုံးလို့ရတယ်ဒီတိုင်းဆိုရင်တော့သမီးတို့ကသုံးမှတ်တန်ဖြစ်တဲ့အတွက် calculator သုံးလို့မရဘူးပေါ့ဒါကကြတော့ဒီကျတို့က trigo form ပြောင်းခိုင်းတာမဟုတ်ဘူးသူ့ရဲ့ root ကိုရှာချင်တာဖြစ်တဲ့အတွက်အဓိက root ရှာပေးရမှာဖြစ်တဲ့အတွက်ဒီကျတို့ဘာလုပ်ရင်ရပြီလဲဆိုလို့ရှိရင် calculator သုံးရင်ရပြီဒီမှာကြတော့အဲ့ဆိုရင်သမီးနှိပ်ကြည့်ပေး1လေးကိုဒီကျတို့ trigo form ထွက်အောင် calculator နှိပ်ကြည့်ပေးအဲ့တော့ဒီကျတော့ဒီကောင်ကို trigo form ပြောင်းလို့ရှိရင် r တန်မိုးက1 theta တန်မိုးက0ဒါဆိုလို့ရှိရင်ဒီကျတော့က cos 0 plus i sin 0ဆိုပြီးတော့ထွက်တာရမယ်နော်ဒီထိရရနော်အဲ့ဒါဆိုရင်ဒီကျတော့ကWK ဆိုလို့ရှိရင်သူ့ရဲ့ formula ဒီဘာရှိလဲဆိုလို့ရှိရင်ဒီကျတော့က n root of z ပြီးသွားလို့ရှိရင် n root of r cos theta plus 2k pi by n plus I sin theta plus 2k pi by n အဲ့တော့ဒီနေရာမှာဒီကျတို့ရဲ့ n sorry k တန်မိုးဒီကျတော့0ကနေ1 2ဘယ်ထိသွားမှာလဲဆိုရင် n minus 1ထိသွားမှာအဲ့တော့ဒီကျတို့ရှာချင်တာက z ကျုဒါဆိုရင်ဒီကျတို့ရှာပေးရမယ် wk ဒီဘယ်လိုဖြစ်သွားလဲဆိုတော့ကျု root of z ကျု root of 1ပေါ့အခုဒီနေရာမှာနေရာမှာဒီကျတော့1ညတာကျု root of 1 cos 0 plus 2k pi by
3ပေါ့ n နေရာမှာဒီကျတော့3ဝင်เนาะ3 plus I sin တီတာနေရာမှာဒီကျတော့0 plus 2k pi by 3ဒီကျတော့ရဲ့ k တန်မိုးဒီ3ဖြစ်တဲ့အတွက်3လုံးပဲရှိမယ်0ကနေပြီးတော့ဘယ်ထိလဲဆိုရင်2ထိပေါ့1 2 3ပဲရမယ်เนาะအဲ့ဒါဆိုရင်ဒီကျတော့က k တန်မိုး0ဆိုလို့ရှိရင်ဒီကျတော့ w not ဆိုပြီးစထွက်လာပြီအဲ့တော့ဒီကောင်ကတော့မပြောင်းလဲတော့ဘူးကျူရုဆို1ဆိုရင်ဒီကျတော့1ပဲဒီနေရာမှာကြာတော့ဘာဖြစ်သွားမှာလဲ k က0ထည့်လိုက်တော့ဒီကျတော့ကပိုင်းဝေကြီး0ဖြစ်သွားပြီ0 plus 0ဆိုတော့0ဖြစ်သွားပြီဒါကြောင့်ဒီကျတော့ဘာထွက်သွားလဲဆိုတော့ cos 0 plus I sin 0ဆိုပြီးဒီကျတော့ဘာပဲထွက်လဲဆိုတော့1ပဲထွက်တယ်1 plus 0 I 1ပဲထွက်တယ်1လို့ပဲရေးလို့ရတယ်နော်ဟုတ်ကဲ့ဒါမျိုးရမယ်နောက်တစ်ခါ k တန်မိုး1ဟိုက1 k တန်မိုး1ဆိုလို့ရှိရင်ဒီကျတော့ w1 ထွက်ပြီရှေ့က r ကတော့မပြောင်းလဲဘူး1ပဲဒါဆိုလို့ရှိရင်နောက်က cos k နေရာမှာဒီကျတော့1ထည့်လိုက်တော့2 pi by 3ပေါ့2 pi by cos 2 pi by 3 plus I sin 2 pi by 2 pi by 3ဒါဟုတ်ကြသမီးရဲ့ calculator ပြန်နှိပ်လို့ရပြီဒီကျတော့ကအာတန်မိုး1နဲ့တီရာတန်မိုး2 pi by 3ထည့်ပြီးတော့မှဒီကျတော့သူ့ကို a plus bi နဲ့အဖြေထုတ်ပေးလို့ဆိုပြီးတော့ calculator မှာနှိပ်လိုက်လို့ရတယ်ဖြေဘယ်လောက်ရမလဲ square root 3 by 2i minus 1 by 2 plus square root 3 root 3 by 2i ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင် root 3 by minus 1 by 2 plus root 3 by 2i ဆိုပြီးရသွားပြီအဲ့ဆိုရင် k တန်မိုးဒီကျတော့2k တန်မိုး2ဆိုလို့ရှိရင်ဒီကျတော့က w2 ပေါ့ w2 ဆိုလို့ရှိရင်ဒီကျတော့က cos k နေရာမှာဒီကျတော့2ထည့်လိုက်တော့ cos 4 pi by 3 plus I sin 4 pi by 3ဒါဆိုရင်ဒီကျတော့ဘယ်လောက်ရမလဲ calculator နှိပ်ပေးပါကျ minus 1 by 2 minus square root 3 by 2i minus 1 by 2 minus root 3 by 2i ဆိုပြီးတော့မှဒီလိုရသွားတယ်ဒါဆိုရင်ဒီကျတော့အတွက်အဖြေဒီမှာပဲပြီးသွားပြီဒါပဲကျူရုရှာမယ်ဆိုရင်ဒီကျတော့ရဲ့အဖြေဒီ complex number 3ရတယ်ဒါတကယ်တမ်းထွက်လာတဲ့တမိုးတွေဒီ w0 w1 w2 လို့ရေးပေမဲ့ဒီကျတော့ဒီဒါတွေဒီ z တွေပဲဆိုတာသိရမယ်ဟုတ်ပြီနော်အဲ့တော့ z ကျူကနေပြီးဒီကျတော့ z တန်မိုးတွေရှာလိုက်တဲ့အခါမှာ z တန်မိုး3မျိုးရတယ်1 plus 0i ရဲ့ minus 1 by 2 plus root 3 by 2i ရဲ့ minus 1 by 2 minus root 3 by 2i ဆိုပြီးတော့ z တန်မိုးဒီကျတော့3မျိုးရတယ်ဆိုပြီးတော့သိရမယ်နားလည်မလား